ကျွန်တော်ရဲ့အင်္ဂါသားသမီးချစ်မိတ်ဆွေအားလုံးမင်္ဂလာပါနော်ကျွန်တော်ကတော့အယူတော်မင်္ဂလာချမ်းမှာဆရာဇေယျနောင်ပဲဖြစ်ပါတယ်နော်ဒီအင်္ဂါသားသမီးချစ်မိတ်ဆွေတွေအတွက်တပတ်တာဟောစတန်ဖြစ်ပါတယ်ဒီတော့ယခုကြည့်ရှုနေတဲ့ထဲမှာကျွန်တော်ရဲ့ချစ်မိတ်ဆွေအင်္ဂါသားသမီးနဲ့ပါရှိရဲဆိုရင်ကျွန်တော်ရဲ့ TikTok အကောင့်လေးကိုအပေါင်းလေးနှစ်အသေးလေးပေးပြီးတော့မှန်လေးတွေမှန်ခဲ့ကြပါအောင်နော်အင်္ဂါသားသမီးချစ်မိတ်ဆွေဒီတပတ်တာကာလမှာလူမှုရေးနဲ့ပတ်သက်ရင်ကိုယ့်ရဲ့ဆရာသမားကိုယ့်ရဲ့ဘာကြီးဦးလေးအဖေเนาะဒီလိုပုံကိုယ်တွေရှိကအကူကြီးတောင်းခံနိုင်ပါတယ်ဒီလိုပုံကိုယ်တွေကကိုယ့်ကိုအကူကြီးကောင်းအထောက်ပံ့အကောင်းเนาะဒီလိုဟာတွေပေးတတ်ပါတယ်เนาะဒီတော့အကူကြီးတွေပဲဒီလိုလူတွေရှိမှတောင်းခံနိုင်ပါတယ်တဲ့เนาะဒီလိုလူတွေကပဲကိုယ့်ကိုအကူကြီးဖို့ရှိပါတယ်ကိုယ့်ရဲ့အောက်လက်ငယ်သားကိုယ့်ရဲ့တပည့်လက်သားဒီလိုလူတွေရှိကအကူကြီးတောင်းခံတော့မှားပါတယ်เนาะတောင်းခံလို့မရပါဘူးအလောက်ကန်တဲ့စီးပွားရေးပိုင်းမှာတော့လက်ရှိလောက်ကန်နေတဲ့အလောက်ကန်ဒီအင်္ဂါသားသမီးချင်းမိတ်ဆွေတွေကလောက်ကန်မကောင်းဘူးလို့ပြောလို့ရပါတယ်နော်ဒီတော့လုပ်ငန်းတောင်းရွှေ့လောက်ကန်သင့်ပါတယ်တဲ့တောင်းရွှေ့လောက်ကန်တော့အလုပ်ဒီကိုယ့်အတွက်ကောင်းသောအလုပ်ဖြစ်နိုင်ခြင်းများပါတယ်ဒီတစ်ပတ်ကာလမှာနော်ဒီတော့လုပ်ငန်းတောင်းလွှဲလောက်ကန်သင့်ပါတယ်တောင်းရွှေ့လောက်ကန်သင့်ပါတယ်နေရာထိုင်ခင်းတောင်းရွှေ့လောက်ကန်သင့်ပါတယ်လက်ရှိလောက်ကန်ဒီလုံးဝမကောင်းတဲ့အထက်မှာပါပါတယ်နော်ငွေကြေးပိုင်းမှာတော့ကိုမျှော်လင့်ထားသလောက်ထည့်လာဖို့မရှိသေးပါဘူးเนาะငွေကြေးပိုင်းပတ်သက်ရင်တော့တိတ်ကြီးမျှော်လင့်မထားပါနဲ့အလောင်းကစားလုပ်တဲ့လူတွေလည်းဒီတစ်ပတ်တာမှာငွေကြေးနဲ့ပတ်သက်ရင်တော့အလုံးချင်းတွေမလုဆောင်တင်သေးပါဘူးเนาะအမှားကြီးမှားတတ်ပါတယ်ဗျာเนาะငွေကြေးပိုင်းမှာဒီတစ်ပတ်တာညံ့နေပါတယ်เนาะပညာရေးပိုင်းမှာတော့ဒီတစ်ပတ်တာကာလမှာအင်္ဂါသားသမီးချင်းမိတ်ဆွေတွေကပညာရေးနဲ့ပတ်သက်ရင်ကိုယ့်ရဲ့ဆရာသမားတွေမှာအကူအညီတောင်းခံသင့်ပါတယ်နော်အိမ်သာလူကိစ္စတွေဆိုရင်လည်းဆရာသမားတွေနဲ့ခင်မင်းကြီးညောင်ပေါင်းသင်းဆက်ဆံပြီးတော့မှလှုပ်ဆောင်သင့်ပါတယ်နော်နိုင်ငံရခီးတွေဆိုတော့ဒီလိုပဲကိုယ့်ရဲ့ကြီးကဲသူတွေနဲ့တိုင်ပင်ပြီးမှလှုပ်ဆောင်သင့်ပါတယ်နော်ပညာရေးနဲ့ပတ်သက်တော့ဒီတစ်ပတ်ကာလမှာမကောင်းလည်းပြောလို့မရသလိုကောင်းတယ်လည်းပြောလို့မရပါဘူးနော်ဒီတော့စဉ်းစားချင်းနေပြီးလှုပ်ဆောင်သင့်ပါတယ်ကျမနဲ့ပတ်သက်ရင်တော့ဒီတစ်ပတ်ကာလမှာအင်္ဂါသားချင်းမိတ်ဆွေတွေကအိမ်မတော်ခြင်းယောဂါတွေခံစားတတ်ပါတယ်နော်ညဘက်အိမ်မတော်ခြင်းလန့်လန့်ပြီးတော့နိုးခြင်းနော်လန့်နိုးတဲ့ချိန်မှာလည်းယောဂါတစ်ခုခံစားနေရတယ်လို့ထိနေတတ်ပါတယ်ဒါကစိတ်ကြောင့်ဖြစ်ပေါ်တဲ့ယောဂါလို့ဆိုလို့ရပါတယ်နော်ဒီယောဂါကြီးမှဖြစ်ပေါ်တော့မရှိပါဘူးတဲ့နော်အင်္ဂါသားချင်းမိတ်ဆွေတွေကဒီတစ်ပတ်ကာလမှာအခြေအနေနဲ့ပတ်သက်ရင်ဘလို့ကံကြမ္မာကြုံတွေ့နိုင်လဲဆိုရင်တစ်ချိန်ကကိုယ်နဲ့ပတ်သက်ခဲ့သောလူကိုယ့်ရဲ့ငယ်ကြီးဦးရည်စားဟောင်းဒီလိုလူတွေနဲ့ပြန်လဲစုံတွေ့ရတတ်ပါတယ်ကိုယ့်ရဲ့အရင်ကချစ်ခင်တဲ့လူတွေနဲ့ပြန်လဲစုံတွေ့ရတတ်ပါတယ်တဲ့နော်အိမ်တော်ရေးနဲ့ပတ်သက်ရင်တော့အင်္ဂါသားစုချင်းမိတ်ဆွေတွေဒီတစ်ပတ်တာကာလမှာအလုံးမနာကံကောင်းနေပါတယ်အိမ်တော်ရေးနဲ့ပတ်သက်ရင်ကိုယ့်ရဲ့အိမ်တော်ဘက်အကြောင်းပြုပြီးတော့အရာတော်တော်များများပြီးလျောက်အောင်နေသွားနိုင်တယ်လို့စိတ်ချမ်းသာစရာတွေလည်းအများကြီးရရှိနိုင်ပါတယ်တဲ့နော်ကိုယ့်အိမ်တော်ဘက်ဒီတစ်ပတ်တာဒီကိုယ့်ရဲ့အိမ်တော်ဘက်ကိုယ့်ဘောအလုံးမနာကောင်းနေတတ်ပါတယ်တပတ်တာလုံးရဲ့ကံရဲ့အញ្ញမ်းခိုက်တွေအားလုံးတည်တော့ပြီးကောင်းကျိုးလူဝင်စတဲ့ရရှိစေရန်နော်အရေးကြီးသောလုပ်ငန်းဆောင်တိုင်းလှုပ်ဆောင်ရင်ဝတ်ဆင်နေသောအကြောင်းတွေကတော့အဝါရောင်ကြက်သွေးရောင်နော်ဒီလိုဖောက်ထားတဲ့အကြောင်းတွေဒီလိုအစင်းကြားတွေအကွက်တွေအပွင့်မရအောင်နော်အကွက်တွေအစင်းကြားတွေဒီလိုအကြောင်းတွေဆက်ထားတဲ့ဟာတွေနော်ဒီလိုဝတ်စားတွေဝတ်ဆင်ပြီးတော့မှရေးကြီးသောလုပ်ငန်းဆောင်တိုင်းလှုပ်ဆောင်တင်ပါတယ်ကံရဲ့ထောက်ပံ့ကိုကောင်းစွာရရှိနိုင်ပါတယ်တဲ့တပတ်တာလုံးကံအញ្ញမ်းခတ်တွေတည်တော့ပြီးကောင်းကျိုးလူဝင်စနာတွေကောင်းစွာရရှိစေရန်လှုပ်ဆောင်ရမယ့်ရေတရားကတော့လမ်းမေးခွေးလေးတွေကိုအစာကျွေးမွေးရပါမယ်တဲ့နော်လမ်းမေးခွေးလေးတွေကိုဘယ်တော့ပဲကျွေးရမှတတ်မှတ်မထားပါဘူးကိုတက်နိုင်တဲ့လောက်အစာတွေကျွေးမွေးပြီးတော့လိုအပ်တဲ့စုတွေကိုတောင်းနိုင်ပါတယ်အတိကတော့ငွေကြေးကံတွေကောင်းအောင်ငွေကြေးကံကောင်းရန်စုတွေတောင်းစေချင်ပါတယ်တဲ့နော်ဒီတော့အင်္ဂါသားချင်းမိတ်ဆွေတွေကလမ်းမေးခွေးတွေကိုအစာကျွေးပြီးတော့လိုအပ်တဲ့စုတွေကိုအားလုံးတောင်းနိုင်ပါတယ်အဓိကတော့ငွေကြေးနဲ့ပတ်သက်တဲ့စုကိုတောင်းစေချင်ပါတယ်ဒီတော့ကျွန်တော်မိတ်ဆွေအင်္ဂါသားသမီးတွေဒီတပတ်တာလုံးကံရဲ့အញ្ញမ်းခိုက်တွေအားလုံးတည်တော့ပြီးကောင်းကျိုးလူဝင်ဆန္ဒရရှိပါစေလိုအပ်ချက်အားလုံးတည်ဝစေပြီးတောင်းထားသောစုတွေအားလုံးရရှိပါစေနေ့တိုင်းမှာစိတ်ချမ်းသာစရာတွေပဲဇက်တိုက်ကြုံတွေ့နိုင်ပါစေလို့ကျွန်တော်ဆရာနောင်မှာဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်